တောင်းတဲ့အခါမှာရမယ်ရဖို့တော့တောင်းရမယ်ဒါပေမဲ့ရတာကတောင်းလို့မဟုတ်ပေးမယ်ဆိုရင်ဂတိတော်ကြောင့်အဲ့ဒီဂတိတော်ကြောင့်ကျွန်တော်ရနေတယ်ငါဘလို့ပုံစံနဲ့ဆူတောင်းရငါဘလောက်ဆူတောင်းရမယ်ဆိုတဲ့အရာဆူတောင်းခြင်းဆိုရင်ကိုလုံးနိုင်တဲ့အရာပေါ်မှာယုံကြည်မှုဆူတောင်းတဲ့အခါမှာပေးမယ်ဂတိတော်ပေါ်မှာယုံရမယ်ခွာပေးချင်ပါတယ်ကျွန်တော်အားလုံးကဆူတောင်းဖို့ရအတွက်လိုအပ်တယ်ဆူတောင်းခြင်းဆိုတာယုံကြည်သူတွေအတွက်ကိုးကွယ်ခြင်းတစ်ခုတည်းဖြစ်တယ်ဘုရားသခင်နဲ့စကားပြောခြင်းမေတ္တာရဖွဲ့ခြင်းဒီနေ့ဘုရားသခင်ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ဒီအသက်ရှင်တဲ့ဘုရားသခင်ဖြစ်တယ်အဲ့ဒီဘုရားသခင်နဲ့စကားပြောခြင်းသူရဲ့စကားကိုနားထောင်ခြင်းသူ့ဘက်ကပြန်လဲအတိမတ်ပြုခြင်းဘုရားဘက်ကနေပြန်လဲကောင်းကြီးပေးခြင်းဆိုလူနဲ့ဘုရားနဲ့မေတ္တာရဖွဲ့ခြင်းဖြစ်တယ်အဲ့ဒီမေတ္တာရဖွဲ့ခြင်းကိုကောင်းကင်ဘုံရောက်မှသိနိုင်တာမို့ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ရဲ့အကြောင်းနဲ့အသက်ရှင်ခြင်းကိုကျွန်တော်တို့ကကောင်းကင်ဘုံမှာရောက်မှခံစားရမှာပေါ့မြေကြီးပေါ်မှာအဲ့ဒီလိုမေတ္တာရဖွဲ့ခြင်းအဖြစ်ခံစားရဖို့ဘုရားသခင်အလိုရှိတယ်။အဲဒါမှဆုတောင်းခြင်းဟာဘုရားသခင်ကိုးကွယ်ခြင်းကိုပဲယုံကြည်သူတရားရဲ့အတ္တတာရဲ့အားနည်းခြင်းအားရှိခြင်းယုံကြည်ခြင်းအားနည်းခြင်းအားရှိခြင်းဆုတောင်းခြင်းအဖြစ်ဆုတောင်းခြင်းဆိုတဲ့အကြောင်းအရာတစ်ခုအဖြစ်လည်းသိရှိနိုင်တယ်။ဆုတောင်းခြင်းဆိုတာကနောက်တစ်ခုကဘုရားသခင်ရဲ့အမိန့်တော်လည်းဖြစ်တယ်။ဘုရားကကျွန်တော်အမိန့်တာဆပ်တော့ဆုတောင်းခြင်းတော့ဘုရားပေးပါလို့တောင်းလျှောက်နေတော့ကအကြံဉာဏ်တောင်းတာရှိတယ်အကူအညီတောင်းတာရှိတယ်ဘုရားနီးလန်းတောင်းတာရှိတယ်ဘုရားခင်ကိုယင်ဖွင့်တာရှိတယ်ဘုရားခင်ကိုသူတို့ဘာအတွက်ကိုစားအပြည့်ဝချတောင်းပေးတာသူတို့ဘာရဲ့အပြစ်တွေအတွက်ကိုစားဆုတောင်းပေးတာသူတို့ဘာရဲ့အတွက်ကျေးဇူးပြုပေးတယ်ဆုတောင်းခြင်းဟာဘုရားခင်အမိန့်တော်ဖြစ်တယ်အခုဆုတောင်းခြင်းတော့ကကျွန်တော်ကလူတယောက်ကိုဆူတောင်းပေးတယ်ဆိုရင်နံပါတ်1သူ့ကိုကျွန်တော်တို့ကချစ်တောင်းဖော်ပြသူ့ကိုတကယ်ချစ်တယ်တမိုးထားတယ်ဆိုတော့ဖော်ပြခြင်းဖြစ်တယ်လူတယောက်ဆူတောင်းပေးတယ်နံပါတ်2ကတော့ဆူတောင်းပေးသူ့အတွက်အစီခံခြင်းပဲသူရဲ့အတ္တတာကိုဝိညာဉ်ရအတွက်အစီခံပေးခြင်းပဲဖြစ်နံပါတ်3ကတော့ဆူတောင်းတယ်ဆိုတော့သူ့ကိုကျေးဇူးပြုခြင်းဖြစ်တယ်ကျေးဇူးပြုခြင်းဖြစ်တယ်အဲ့တော့ဆူတောင်းတဲ့နံပါတ်4ကတော့သာသနာမှုတော်ဆောင်ခြင်းပဲဖြစ်တယ်ဆိုတော့တွေ့ရတယ်အဲ့တော့မောရှေအမှုတော်ဆောင်ခြင်းမှာဣသရေလလူမျိုးတွေဆွတ်တောင်းပေးခဲ့တယ်။ယေရှုရဲ့အမှုတော်ဆောင်ခြင်းမှာဣသရေလလူမျိုးတွေဆွတ်တောင်းပေးခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့အမှုတော်ဆောင်တဲ့အခါမှာသူတို့ဘာကိုတရားနှုတ်ကပတ်တော်သင်နေဖို့အတွက်သာမကဘဲနဲ့ဆွတ်တောင်းပေးဖို့ကလည်းအရေးကြီးတဲ့အထက်မှာပါတယ်။ဆိုညီကိုချင်းချင်းမချမလက်ဆွတ်တော်ရှင်ဘာမှယုံကြည်တယ်ငါတို့အတွက်ဆွတ်တောင်းပေးပါမချမလက်ဆွတ်တောင်းပါဆွတ်တောင်းနေဆိုပြင်းကြီးတဲ့ချရှုံးနဲ့မလုံနိုင်တော့မှလုံရမယ့်အရာမဟုတ်အမြဲလုံရမယ့်အရာဘုရားသခင်နဲ့အသက်ရှင်ခြင်းနဲ့မှရှိတဲ့အရာတစ်ခုဖြစ်တယ်။အဲ့တော့ဆုတောင်းတဲ့အခါမှာရမယ်ပေါ့။ရဖို့တော့တောင်းရမယ်။ဒါပေမဲ့ရတာကတောင်းလို့မဟုတ်ပေးမယ်ဆိုရင်ဂတိတော်ကြောင့်အဲ့ဒီဂတိတော်ကြောင့်ကျွန်တော်ရနေတာဖြစ်တယ်။ငါဘလို့ပုံစံနဲ့ဆုတောင်းရင်ရမယ်။ငါဘလောက်ထိဆုတောင်းရင်ရမယ်ဆိုတဲ့အရာပေါ်မှာဆုတောင်းခြင်းဆိုတဲ့ကိုလုံနိုင်တဲ့အရာပေါ်မှာယုံနေဖို့မဟုတ်ဆုတောင်းတဲ့အခါမှာပေးမယ်လို့ဂတိတော်ပေါ်မှာယုံရမှာဖြစ်တယ်။အာမင်။တော့ဘုရားခင်ကအဲ့ဂတိတည်ရဲ့ဘုရားသခင်ဖြစ်တယ်။အဲ့တော့ကျွန်တော်ဆုတောင်းတဲ့အခါမှာဘုရားသခင်ပေးမယ်ဆိုရင်ဂတိတော်ကိုကျွန်တော်ဘယ်သူတောင်းဤဂတိကတည်တယ်။လူတစ်ယောက်တည်းအတွက်ပြောတာမဟုတ်လူအားလုံးအတွက်ပြောတာဖြစ်တယ်။ဘုရားဂတိတည်ရဲ့ဘုရားသခင်ဖြစ်တယ်။ဒီနေ့ကျွန်တော်တို့ရနေတာကျွန်တော်တောင်းတဲ့နီးလန်းနဲ့ကျွန်တော်တောင်းနိုင်တဲ့အားပေါ်မှာရနေတာမဟုတ်ပေးမယ်လို့ဂတိတော်ပေါ်မှာရနေတာပဲ။အဲ့ဘုရားသခင်ရဲ့ဖြောင့်မခြင်းတယ်။အဲ့တော့ဘုရားသခင်ရဲ့အနှုတ်မှာမှုတာလုံးမှာမရှိဘူးဆိုတာတွေ့ရတယ်။အဲဒါဒီမှာရှိရဲ့ကျွန်တော်ချစ်တော်ကျွန်တော်ညီကိုမောင်မရဲ့ဘဝအတ္တတာမှာဆုတောင်းခြင်းပေါ်မှာအမိပြုပြီးအသက်ရှင်ဖို့လိုအပ်တယ်။ဆုတောင်းတာအမိတ်တော်ဖြစ်တယ်။ဘုရားကိုးစားခြင်းဖြစ်တယ်။ယုံကြည်ခြင်းတဲ့ကနေဖြစ်ပေါ်လာတဲ့အသက်ရှင်ခြင်းဖြစ်တယ်။လူကဖန်တီးလိုက်တဲ့အရာမျိုးနဲ့ဘုရားသခင်ကကျွန်တော်တို့အတ္တတာမှာရှိစေခြင်းနဲ့ယုံကြည်သူရဲ့အတ္တတာထဲမှာရှိနေရမယ်အရာဖြစ်တယ်။အဲကြောင့်မို့ဒီနေ့ဆုမတောင်းနိုင်တော့တဲ့အတ္တတာတွေဟာယုံကြည်ခြင်းမှာအားနည်းနေတယ်။ဘုရားကိုမျှော်လင့်ခြင်းမရှိဘူးဆိုတော့လည်းပေါ်ပြတယ်။ဆုမတောင်းနိုင်တဲ့တတဘုရားနဲ့မွေးလျော်ခြင်းမရှိဘူးဆိုတော့လည်းပေါ်ပြတယ်။ဆုတောင်းခြင်းမရှိတဲ့တတဘုရားအားကိုးခြင်းမရှိဘူးဆိုတော့လည်းပေါ်ပြတယ်။ဆုတောင်းခြင်းမရှိတဲ့တတဘုရားကိုမေ့လျော်နေခြင်းကိုလည်းပေါ်ပြတယ်။အဲဒါကြောင့်ကျွန်တော်ဆုတောင်းဖို့ရတဲ့ဖြစ်တယ်။ကျွန်တော်ရဲ့အတ္တတာရဲ့လှုပ်ဆောင်မှုအပြင်မပြည့်စုံနိုင်တဲ့အရာတွေအများကြီးရှိတယ်။ဒီနေ့ဆုတောင်းခြင်းအပြင်ပြည့်စုံနိုင်တယ်။ကျွန်တော်လူသမျှကိုတောင်းလို့ရတယ်။အလိုတော်နဲ့ညီဖျားခင်ပေးသွားမယ်။
အချိန်တန်တဲ့ကဘုရားခင်ပေးသွားမှာဖြစ်တယ်ဘုရားခင်မချားနိုင်တဲ့ရဘာမှမရှိဘူးသင်ဆုတောင်းနေရဘုရားခင်တောင်းလေးကကြားတယ်လူချင်းပါလဲကြားတယ်မပါလဲကြားတယ်မပါတဲ့ကမှာဘုရားခင်မပေးဘူးမပေးတဲ့ကမှာမပေးဘူးဘုရားကတင်းဆုတောင်းခြင်းအားလုံးကိုကြားတယ်ဆုတောင်းတဲ့မျိုးစကားပြောနေတော့မှကြားတယ်ဘုရားစိတ်လုံးအကျဉ်းစီကိုတော့မှသိတဲ့ဘုရားသခင်ဖြစ်တယ်အဲ့ဒါမှဆုတောင်းတာဘုရားကြားပါမလားလို့စိုးရိမ်စရာအကြောင်းမရှိဘူးအဲ့တော့ဘယ်သူဆုတောင်းတာကိုဘုရားကြီးနှစ်သက်တာမဟုတ်ဆုတောင်းနေတဲ့သူကိုဘုရားနှစ်သက်တာဖြစ်တယ်အဲ့တော့ဆုတောင်းခြင်းဘုရားကိုအားကိုးခြင်းဖြစ်တယ်ဘုရားကိုအမိပြုခြင်းဖြစ်တယ်လူတွေကဘုရားသခင်ကိုအားကိုးခြင်းအမိပြုခြင်းအသက်တာရှိဖို့လိုတယ်လို့လူသူ့ကိုအားကိုးတဲ့အမိပြုတဲ့အသက်တာလည်းဘုရားကဘယ်တော့မှမိလျော်တာမှမဟုတ်ဘူးအလူရှုတာမှမဟုတ်တင်းဒီဘုရားသခင်ရဲ့အရှိမဘုရားရဲ့တတိယစရာဘုရားသခင်ရဲ့ရှေ့မှာဘုရားသခင်အမတ်ရစရာဖြစ်စေတဲ့အရေးကြီးဆုံးသောအချက်ကဆုတောင်းခြင်းပဲဖြစ်တယ်။အဲကြောင့်မို့ယုံကြည်သူတွေဘုရားရဲ့အမိန့်တော်အတိုင်းဘုရားရဲ့အလိုရှိတဲ့အသက်ရှင်ခြင်းကိုကျွန်တော်ဆုတောင်းရအောင်။ကျွန်တော်လိုအပ်မှုကိုဆုတောင်းရအောင်။မဖြစ်နိုင်တော့ဘူးလို့ထင်တဲ့အရာပေါ်မှာပြန်လဲဆုတောင်းရအောင်။တတ်နိုင်တဲ့ဘုရားသခင်ပေးနိုင်တဲ့ဘုရားသခင်ဒီဂတိတည်တဲ့ဘုရားသခင်လည်းဖြစ်တယ်။ဘုရားရှင်နာမဘုန်းကြီးပါစေ။